မင်္ဂလာပါလို့ဒါကျွန်တော်တို့တွန်တေးမြို့နယ်ကျောက်စလစ်ကုန်းကျေးရွာမှာတည်ရှိတဲ့အေဘနေစာတနာချင်းကယူနာအိမ်လေးပရာဟိတဂေယာကပဲဖြစ်ပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့2012ခုနှစ်ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ပြုစုဆောင်ရှောက်ခဲ့တာဖြစ်ပါတယ်ဒီမှာတော့သားတွေသမီးတွေနဲ့ဘိုးဘွားတွေအားလုံးပေါင်းအယောက်60ရှိပါတယ်ခင်ဗျာဒီနေရာလေးကတော့အလူရှင်နေပါတဲ့နေရာလေးလည်းဖြစ်ပါတယ်အခုမြင်နေရတာကတော့ဒါကလေးတွေနေထိုင်လှုပ်ရှားသွားလာတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်လို့အခုမြင်နေရတဲ့เนาะဒီနေ့လူရှင်လူမများလဲ like and share လေးလုပ်ပေးကြပါလို့เนาะဒီမှာပါကလေးတွေအယောက်60အားလုံးရှိပါတယ်ကလေးတွေကတော့စိုက်ဆုံဖြစ်ပါတယ်လို့တွန်တေးမြို့နယ်အေဘနေစာတနာချင်းကယူနာအိမ်လေးပရာဟိတဂေဟာကဖြစ်ပါတယ်လို့ဒီမှာဆိုရင်ဒါအခုလက်ရှိလိုအပ်နေတဲ့ရေစဉ်စောက်လုပ်ဖို့ရန်အတွက်တစ်တီစောက်ဖို့ရန်အတွက်ဒီဟာလေးပဲဖြစ်ပါတယ်ရေစဉ်ကတော့ဒီမှာကလေးတွေရေတွေသုံးနေတဲ့ရေသုံးပြုမဲ့အခုမြင်ရမယ့်နေရာလေးပဲဖြစ်ပါတယ်လို့ဒီရေစဉ်ကြီးက3နှစ်ရှိပါပြီအခုဆိုရင်ပြိုကျတော့မှာဖြစ်ပါတယ်လို့เนาะဒီမှာပြိုကျတော့မှာဖြစ်ပါတယ်ဒီဟာကိုလည်းပြန်လဲပြုပြင်မုံမှန်တိဆောက်ရမှာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာဒီမှာလာဒီမှာเนาะသားသမီးလေးတွေရှိပါတယ်ဒီမှာเนาะဒီမှာသားသမီးလေးတွေเนาะဒီနေ့ဒီမှာသားသမီးလေးတွေများစွာနဲ့ရှိပါတယ်အားပေးကြပါအောင်လို့เนาะဒီအားပေးကြပါအောင်เนาะပြောပြရစီလို့အေဘနေစာတနာချင်းကယူနာအိမ်လေးပရာဟိတဂေယာပဲဖြစ်ပါတယ်ကစတိပင်ပြောလိုက်ပါအားပေးပါအောင်လို့အားပေးပါတသားတို့စီလဲလာလဲပါအားပေးကြပါအောင်အားပေးပါအောင်တော့လို့ရှယ်လေးတစ်ချက်လုပ်ပေးပါလက်မလေးထောင်ပြလိုက်အသေးလေးပေးလိုက်အသေးလေးချစ်တယ်လို့ပြောလိုက်ရှယ်ပေးပါလို့ရှယ်ပေးကြပါเนาะဒါကတော့သားလေးဖြစ်ပါတယ်သူ့နာမည်ကတော့စတီဗင်ထုံးပါလို့เนาะဒီနှစ်တော့မူဂျိုတက်တော့မှာဖြစ်ပါတယ်ဒီသားလေးအတွက်လည်းမူဂျိုစရိတ်တွေထောက်ပံ့ပေးလို့လှူဒန်းပေးလို့လည်းရပါတယ်เนาะလူရှင်နေပါတဲ့နေရာလေးမို့ဝင်းရံပေးကြပါရန်နှိုးဆော်အပ်ပါတယ်ကျမ်းမာကိုစိတ်မြဲပါစေ